လောကကြီးမှာကြာရှုံးနေတာကိုတယောက်တည်းမဟုတ်ပါဘူးစိတ်ညစ်နေရတာကိုတယောက်တည်းမဟုတ်ဘူးအပြောခံနေရတာကိုတယောက်တည်းမဟုတ်ပါဘူးအောင်မြင်နေသူတိုင်းထိတ်ဆုံးရောက်လာသူတိုင်းကကြာရှုံးမှုတွေဒဏ်ရာတွေရခဲ့ကြသူတွေပါကိုတယောက်တည်းကွက်ဖြစ်နေတာမဟုတ်ပါဘူးတိမ်တွေလှတာကိုခံစားတတ်တယ်လို့ကိုယ်စိတ်သဘောထားလှတာကိုလည်းခံစားတတ်ရင်ပို့ပြီးပျော်ရွှင်ရတယ်မနှခင်းရောင်ဒီကိုမြင်ရဖို့နိုးထနိုင်ခဲ့ခြင်းကမသေးဆုံးခြင်းရဲ့သိခဲ့ကြပဲပေါ့ပျော်ရွှင်စွာဖြတ်သန်းကြရအောင်တခါတော့ကမုန်တိုင်းမိပြီးတော့မှတင်မောတစင်းကပင်လယ်ထဲမှာနင်းမြုပ်ခဲ့ပါတယ်အဲ့ဒီတင်မောထဲမှာပါတဲ့လူတွေကအော်ကြဟစ်ကြရုံရင်ဆက်ကဖြစ်ကြတယ်သူညက်ပလောရိုက်ပြီးတော့မှခမားပြက်နေခဲ့အဲ့ဒီတဲကမှလူ3ယောက်ကတော့ကံကောင်းထောက်မှစွာနဲ့ဘောဝင်ကြီးတပင်းကိုဖတ်တွေ့ပြီးပင်လယ်ထဲမျောပါသွားခဲ့တယ်နောက်တစ်နေ့ရောင်နေဖြာတဲ့အချိန်မှာတော့သူတို့3ယောက်စလုံးကသဲတောင်ပြင်းပေါ်မှာခြေပြက်လက်ပြက်နဲ့အိမ်မောကျနေရကနိုးထလာနေတယ်သူတို့3ယောက်စလုံးကျုံးကလေးတစ်ခုအပေါ်ကိုရောက်ရှိသွားခဲ့ကြတယ်အဲ့ဒီ3ယောက်ကအဖိုးတယောက်ရယ်ကော်မတီပါရှင်သတိတယောက်ရယ်ဘွဲလွန်ចောင်းသူအမျိုးသမီးတယောက်ရယ်စသချင်းလန်နိုးလာတဲ့အချိန်မှာចောင်းသူအမျိုးသမီးနဲ့ကော်မတီပါရှင်ကအသေးအံငိုတော့တယ်သူတို့ဒုက္ခရောက်ပြီးဘယ်ကိုရောက်လာမှမသိဘူးဆိုပြီးတော့အဖိုးကတော့ရှင်သန်နေသေးတဲ့အတွက်ကောင်းကင်ကြီးနဲ့ပင်လယ်ပြင်ကိုတိုက်တဲ့ရှစ်ခိုးပြီးတော့မှကျေးဇူးတွေတင်နေခဲ့